AR တိုင်းဒေသကြီးပတ်သိမ်မြို့မှာ AR တိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှုကျင်းပတဲ့2026ခုနှစ်88နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်မီနီမာရသွန်ပြိုင်ပွဲကိုဒီကနေ့မနက်ပိုင်းက9သိန်းအားကစားကွင်းမှာပြုလုပ်ခဲ့ရာတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းကတနက်ပစ်ဖောက်ပေးဖွင့်လှစ်ပေးခဲ့ပြီးနောက်ပြိုင်ပွဲဝင်အမျိုးသားအားကစားသမားများက9သိန်းအားကစားကွင်းမှာစတင်ကပတ်သိမ်ရန်ကုန်လမ်းမကြီးပညာရေးဒီဂရီကောလိပ်မှတစ်ဆင့်9သိန်းအားကစားကွင်းသို့၎င်းအမျိုးသမီးအားကစားသမားများက9သိန်းအားကစားကွင်းမှာစတင်ကပတ်သိမ်ရန်ကုန်လမ်းမကြီးအတိုင်းမြတ်တိုရမတဆင်9သိန်းအားကစားကွင်းသို့၎င်းအသီးသီးပြန်လည်ပန်းဝင်ခဲ့ကြပါတယ်အဲဒီနောက်စုချင်းမြင်ပွဲခန်းနာကိုဆက်လက်ပြုလုပ်ရာအမျိုးသမီးမီနီမာရသွန်ပြိုင်ပွဲမှာဒသမစုမှာစရုဒ္ဓစုရရှိသူများအားစုများကိုလူမှုရေးဝန်ကြီးတိုင်းဒေသကြီးဥပဒေချုပ်နဲ့တိုင်းဒေသကြီးတရားသူကြီးချုပ်တို့က၎င်းအမျိုးသားမီနီမာရသွန်ပြိုင်ပွဲမှာဒသမစုမှာစရုဒ္ဓစုရရှိသူများအားစုများကိုတယံဇရရေးဝန်ကြီးဇီဝရေးဝန်ကြီးနဲ့လုံခြုံရေးနဲ့နယ်စပ်ရေးဝန်ကြီးတို့က၎င်းစုများပေးအပ်ချီးမြှင့်ပါတယ်အဲဒီနောက်အမျိုးသမီးမီနီမာရသွန်ပြိုင်ပွဲနဲ့အမျိုးသားမီနီမာရသွန်ပြိုင်ပွဲများမှာပထမဒုတိယနဲ့တတိယဆုရရှိသူများအောင်တဦးချင်းဆုတစ်စိမ်များနဲ့ငွေသားဆုများကိုတိုင်းဒေသကြီးဝန်ကြီးချုပ်ကဆုများချီးမြှင့်ခဲ့ပြီးနှစ်သိမ့်ဆုရရှိသူများအားဆုများဆက်လက်ချီးမြှင့်ခဲ့ကြောင်းသိရှိရပါတယ်ဆက်လက်ပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်သည်ပတ်သိမ်မြို့9သိန်းအားကစားကွင်းမှာပြုလုပ်တဲ့2025-2026ပညာသင်နဲ့ AR တိုင်းဒေသကြီးပညာရေးစုံညီပွဲတော်ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ပြီးတာဝန်ရှိသူများနဲ့အတူဖွင့်ပွဲအခမ်းအနားကိုဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပါတယ်အဲဒီနောက်တိုင်းဒေသကြီးဝန်ကြီးချုပ်က AR တိုင်းဒေသကြီးရဲ့ပညာရေးကဏ္ဍဗတ်စုံဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဆရာကျောင်းသားမိဘများကျောင်းကျိုးတော်ဆောင်စေတနာရှင်အလှူရှင်များအုပ်ချုပ်ရေးအဖွဲ့များအခြေအဆက်မိမိလက်တွဲပြီးပူးပေါင်းဆောင်ရွက်ကြရင်လိုအပ်ပါကြောင်းပြောကြားပြီးစုံညီပွဲတော်အတွက်ကြီးမြင့်ငွေများပေးရန်တိုင်းဒေသကြီးပညာရေးမှူးကလက်ခံရယူခဲ့ပါတယ်ဆက်လက်ပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့ဧည့်သည်တော်များဟာပတ်သိမ်မြို့ပေါ်ရှိအခြေခံပညာကျောင်းများမှကျောင်းသူကလေးများရဲ့တရုပ်ပုံကားပြဖျော်ဖြေမှုများကိုကြည့်ရှုအားပေးခဲ့ကြပါတယ်အဲဒီနောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့ဖွဲ့ဟာပတ်သိမ်မြို့အမှတ်1အခြေခံပညာအထက်တန်းကျောင်းရတနာတဆောင်ခမ်းမမှာပြုလုပ်တဲ့2025-2026ပညာသင်နဲ့ပညာရေးစုံညီပွဲတော်သို့တက်ရောက်ခဲ့ပါတယ်ရှေးဦးစွာအခမ်းအနားကိုပတ်သိမ်မြို့အမှတ်6အခြေခံပညာအထက်တန်းကျောင်းမှာကျောင်းသားကျောင်းသူလေးများကစုံညီပွဲတော်ဒုနွဲပြော်တခြင်းနဲ့တီဆိုဖျော်ဖြေခဲ့ပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်ကပညာရေးကဏ္ဍကိုနိုင်ငံတော်မှာအထူးလေးထားဆောင်ရွက်နေတယ်လို့ကျောင်းသားကျောင်းသူများအနေနဲ့လည်းကိုနိုင်ငံကိုလူမျိုးအတွက်မျိုးချစ်စိတ်တန်းရှင်သန်ထက်မြက်အောင်ကြိုးစားကြရတဲ့ပညာရေးစုံညီပွဲတော်ရဲ့ရည်ရွယ်ချက်များနဲ့အညီမိဘပြည်သူများကလည်းစနစ်သစ်ပညာရေးရဲ့သဘောတရားများကိုသိရှိနားလည်သဘောပေါက်ပြီးအားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်းပြောကြားခဲ့ပါတယ်။အဲဒီနောက်2025ခုနှစ်ကမ္ဘာဆရာများနဲ့ထူးချွန်ဆရာစု26ကျင်းမြောက်မြန်မာရိုးရာယဉ်ကျေးမှုအစုအကရေးတီးပြိုင်ပွဲဘုံအစစ်မှာဆုရရှိသူများကမ္ဘာဆရာများနဲ့ဆရာမများအစဉ်စောင်းမပြိုင်ပွဲဘဟုအစဉ်အမျိုးသားအစဉ်တန်ရှင်၍စိမ့်လန့်ဆိုပြသောကျောင်းစုများကိုတိုင်းဒေသကြီးဝန်ကြီးချုပ်က၎င်းတိုင်းဒေသကြီးအစဉ်စွမ်းရည်ပြိုင်ပွဲများမှာဆုရရှိကြသူများအားတိုင်းဒေသကြီးဝန်ကြီးများကဆုများချီးမြှင့်ခဲ့ပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့အဖွဲ့ဟာပတ်သိမ်မြို့ကျောင်းသားကျောင်းသူလေးများကဒေသချင်းများနဲ့တီဆိုကပြဖျော်ဖြေမှုများနဲ့ခရိုင်အလိုက်ပြသထားတဲ့ AR တိုင်းဒေသကြီးပညာရေးစုံညီပွဲတော်ပြခဲ့များကိုဆက်လက်ကြည့်ရှုအားပေးခဲ့ပါတယ်။အဲဒီနောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့ဖွဲ့များဟာပတ်သိမ်မြို့အေယာရွှေဝါခမ်းမမှာပြုလုပ်တဲ့88နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်ကလေးပြိုင်ပွဲနဲ့စံပြမိခင်ပြိုင်ပွဲစုချင်းမြင့်ခြင်းခမ်းနားသို့တက်ရောက်ပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်ကကလေးငယ်များကျန်းမာဖွံ့ဖြိုးရေးလုပ်ငန်းများကိုပုံမူခိုင်မာအောင်အရှိန်ဟုန်မြင့်တင်ပြီးအားလုံးပူးပေါင်းရင်းနှီးမြှုပ်နှံဆောင်ရွက်ပေးကြပါလို့အလင်းအနက်တိုက်တွန်းပြောကြားလိုပါကြောင်းပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီးမွေးစားမှာအသက်6လအတင်းခလေးပြိုင်ပွဲမှာပထမဒုတိယတတိယဆုနဲ့နှစ်သိမ့်ဆုရရှိသူများကိုဒိုင်းဒေသကြီးဝန်ကြီးချုပ်ကလက်ကောင်အသက်6လမှတစ်နှစ်အထိခလေးပြိုင်ပွဲမှာပထမဒုတိယတတိယဆုနဲ့နှစ်သိမ့်ဆုရရှိသူများကို AR တိုင်းဒေသကြီးမိခင်နဲ့ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နိုင်ကောင်ဒိုင်းဒေသကြီးဝန်ကြီးချုပ်ရဲ့ဇနီးကလက်ကောင်အသက်တစ်နှစ်မှတစ်နှစ်ခွဲအထိခလေးပြိုင်ပွဲမှာပထမဒုတိယတတိယနဲ့နှစ်သိမ့်ဆုရရှိသူများကိုလူမှုရေးရာဝန်ကြီးကလက်ကောင်အသက်တစ်နှစ်ခွဲမှ2နှစ်အထိခလေးပြိုင်ပွဲမှာပထမဒုတိယတတိယဆုနဲ့နှစ်သိမ့်ဆုရရှိကြသူများကိုလူမှုရေးရာဝန်ကြီးရဲ့ဇနီးကလက်ကောင်စံပြမိခင်ပြိုင်ပွဲမှာပထမဒုတိယနဲ့တတိယဆုရရှိသူများကိုမိခင်နဲ့ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌကလက်ကောင်အထူးဆုရရှိတဲ့ကလေးငယ်အားပြည်သူ့ကျန်းမာရေးဦးစီးဌာနတိုင်းဦးစီးမှုကလက်ကောင်ဆုများချီးမြှင့်ခဲ့ကြပြီး AR တိုင်းဒေသကြီးမိခင်နဲ့ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့အလှူရှင်များကအလှူငွေများပေးရလှူဒန်းရာ AR တိုင်းဒေသကြီးမိခင်နဲ့ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနဲ့အတွင်းရေးမှူးတို့ကလက်ခံရယူပြီးဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့ကြောင်းသိရှိရပါတယ်။ဒီသတင်းကိုတော့ပသိမ်သတင်းဌာနခွဲကပေးပို့ထားတာဖြစ်ပါတယ်ရှင်။